ဝိပဿနာကမ္မထအလုပ်အားထုတ်ကြရအောင်ဝိပဿနာကမ္မထအလုပ်ဆိုတော့ဘယ်လိုအလုပ်မျိုးလဲဝိပဿနာဆိုတာဘာလဲဒါသိဖို့လိုပါတယ်ဝိပဿနာဆိုတာစိုက်စူးစူးအထူးအားဖြင့်ရှုမှတ်ခြင်းပါပဲဝိဆိုတာကအထူးပဿနာဆိုတာကရှုမှတ်ခြင်းပေါ့ဒီတော့အထူးအားဖြင့်ရှုမှတ်ခြင်းဖြစ်တယ်။ကဲဟုတ်ပြီ။ဘာတွေကိုရှုရမှာလဲ။ဒါလည်းသိဖို့လိုတာပဲ။ရှုရမှာတွေကတော့ရုပ်တရားနာမ်တရားတို့ရဲ့အနိစ္စမမြဲခြင်းဒုက္ခဆင်းရဲခြင်းနဲ့အနတ္တအစိုးမရခြင်းစတာတွေကိုဉာဏ်ထဲမှာထင်ထင်ရှားရှားသိအောင်ဆင်ញင်ရှုမှတ်ရတဲ့အလုပ်ပဲဖြစ်တယ်ဝိပဿနာလို့ပြောရင်သတိပဋ္ဌာန်ကိုလည်းထည့်ပြောရမှာပဲဖြစ်တယ်ဒီတော့သတိပဋ္ဌာန်ဆိုတာဘာလဲလို့မေးစရာပေါ်လာပြန်တယ်သတိပဋ္ဌာန်ဆိုတာတတိဆိုတဲ့စကားလုံးနဲ့ပဋ္ဌာနာဆိုတဲ့စကားလုံးနှစ်ခုကိုပေါင်းစပ်ထားတာပဲဖြစ်တယ်တတိဆိုတာကအမှတ်ရနေခြင်းတနည်းအားဖြင့်တော့အာယုံနဲ့စိတ်ကိုတွေ့ဆုံပေးနေခြင်းပဲပဋ္ဌာနာဆိုတာကအာယုံပေါ်မှာဆွဲမြဲမြဲတည်နေခြင်းဖြစ်တယ်ဒါကြောင့်တတိပဋ္ဌာနာတနည်းအားဖြင့်တတိပဋ္ဌာန်ဆိုတာဟာအာယုံကိုအမှတ်ရနေတဲ့တတိဟာအာယုံပေါ်မှာဆွဲမြဲတည်ရှိနေခြင်းပဲဆွဲမြဲလို့ဆိုတဲ့အတွက်အာယုံဟာတခြားတစ်ပါးထွက်မသွားစေပဲတတိနဲ့တီးနေစေတာပဲမြတ်စွာဘုရားရှင်ဟာကုရုတိုင်းကမ္မတဓမ္မခေါ်တဲ့ဏိဂုံးရွာကြီးမှာမဟာတတိပဋ္ဌာနာတုတ်ကိုဟောခဲ့တယ်လို့မေဇိမနိကေမှာလာတယ်ဒီကနိကေမှာလည်းပါရှိတယ်ဒါအကိုအကားတွေပဲဂိုင်းဒါဖြစ်ရင်တတိပဋ္ဌာန်အလုပ်ကိုအားထုတ်ကြမယ်ဆိုရင်ဘယ်လိုအကျိုးကျေးဇူးတွေကိုရနိုင်တယ်လဲလို့မေးစရာရှိလာပြီအဖြေကတော့ဘုရားရှင်ရဲ့တရားတော်အတိုင်းပဲဧကာယနောအယံဘိက္ခွေမဂ္ဂောတတ္တနံဝိတုဒ္ဓိယတောကပရိဒေဝနံတမတိတ်ကမာယဒုက္ခဒေါမနတာနံအထင်ကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စိကရိယာယယတိဒံစတ္တရောတတိပဋ္ဌာနာလို့ပါဠိတော်ကဆိုတယ်အဓိပ္ပာယ်ကတော့ယဟန်တို့ဒီတတိပဋ္ဌာန်တရား၄ပါးဆိုတာအရိယာမက်ကိုရဖို့ရဲ့တကြောင်တည်းသောတနည်းအားဖြင့်ပြောရရင်တစ်ခုတည်းသောလမ်းပဲတဲ့ဒီလမ်းစဉ်ကိုအားထုတ်ရင်တတ္တနံဝိတုဒ္ဓိယတတ္တဝါတို့ရဲ့စိတ်ကိုစင်ကြယ်စေတယ်တောကပရိဒေဝနံတမတိတ်ကမာယတောကဆိုတဲ့စိုးရိမ်မှုပရိဒေဝဆိုတဲ့ငိုကြွေးရမှုအဲ့ဓာတွေကိုတမတိတ်ကမာယကြော်လွှားနိုင်ဖို့တခုတည်းသောလမ်းပဲဒုက္ခဒေါမနတာနံအထင်ကမာယဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုဒေါမနတာခေါ်တဲ့စိတ်မချမ်းသာမှုဝမ်းနည်းကြေကွဲစိတ်ဆင်းရဲမှုတွေကိုအထင်ကမာယချုပ်ငြိမ်းသွားစေတဲ့တကြောင်တည်းသောလမ်းပဲညာယတအဓိကမာယနိဗ္ဗာန်သွားတဲ့လမ်းကိုသိရှိနားလည်ဖို့သိနိုင်ဖို့နောက်တစ်ခုကနိဗ္ဗာနသစ္စိကိရိယာယနိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုရဖို့အဲ့ဒီအကျိုး9မျိုးကိုရရှိစေနိုင်တယ်ပြန်ပြောမယ်ဆိုရင်နံပါတ်1ကစိတ်ကိုစင်ကြယ်စေတယ်နံပါတ်2ကသောကနံပါတ်3ကပရိဒေဝအဲ့ဒီ2မျိုးကိုလည်းကြော်လွှားနိုင်တယ်နံပါတ်4ကဒုက္ခနံပါတ်5ကဒေါမနတာအဲ့ဓာတွေကိုလည်းချုပ်ငြိမ်းစေတယ်ဟောနံပါတ်6မှာတော့နိဗ္ဗာန်သွားမယ်လမ်းနိဗ္ဗာန်သွားမယ်အကျင့်ကို
သိစေနိုင်တယ်နံပါတ်9ကနိဗ္ဗာန်ကိုကိုယ်တိုင်မျက်မှောက်ပြုရတယ်အဲ့ဒီအချက်9ချက်ဟာတတိပဋ္ဌာန်အလုပ်ရဲ့အကျိုးကျေးဇူးတွေပဲအဲ့တော့အဆိုးလေးခုကိုကြော်လွှားချုပ်ငိမ့်စေပြီးတော့အကောင်3ခုရမယ်အဆိုးလေးခုကဘာလဲတောကပရိဒေဝဒုက္ခဒေါမနတာအကောင်လေးခုကစိတ်ကိုစင်ကြယ်စေမယ်နိဗ္ဗာန်သွားလမ်းကိုသိမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်ဒီလိုအကျိုးတွေရှိတဲ့အတွက်တတိပဋ္ဌာန်အလုပ်ဟာကိုယ်အနေနဲ့လှုပ်သင့်ဤမလှုပ်သင့်ဤဆိုတာဒီအကျိုးတွေကိုကြည့်ပြီးတော့ဆုံးဖြတ်ကြပေတော့အဲ့ဒီတတိပဋ္ဌာန်အလုပ်ဟာစတ္တာရောတတိပဋ္ဌာနာလို့ဆိုတဲ့စကားအရာဖျားရှင်ရဲ့တရားတော်အရာ၄မျိုး၄စားရှိတယ်လို့ဆိုပါတယ်နံပါတ်1ကကာယ ानु ပတနာတတိပဋ္ဌာန်နံပါတ်2ကဝေဒနာ ानु ပတနာတတိပဋ္ဌာန်နံပါတ်3ကစိတ်တာ ानु ပတနာတတိပဋ္ဌာန်နံပါတ်4ကဓမ္မာ ानु ပတနာတတိပဋ္ဌာန်လို့ဒီလိုတတိပဋ္ဌာန်၄မျိုးကိုဖော်ပြထားတယ်မြတ်စွာဘုရားရှင်ကစတ္တာရောတတိပဋ္ဌာနာဆိုတာဒီ၄မျိုးဟာနိဗ္ဗာန်ကိုသွားတဲ့လမ်းကိုသိစေနိုင်တဲ့တရားပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုစေနိုင်တာလေဒီ၄မျိုးပဲဒီ၄မျိုးကလွယ်ပြီးတော့ကြံတာတွေမရှိဘူးလို့ဘုရားရှင်ကပြောတဲ့သဘောတက်ရောက်ပါတယ်အဲ့တော့ဟုတ်ပြီဒါဖြစ်ရင်ဒီလိုတတိပဋ္ဌာန်၄မျိုးဖော်ပြထားတဲ့အခါကျတော့ဘယ်လိုပုဂ္ဂိုလ်တွေကဘယ်လိုကမ္မထမ်းတွေကိုအားထုတ်ရမလဲဆိုရင်တော့တဏှာဇယိုက်ရှိပြီးဉာဏ်မထက်တဲ့ပုဂ္ဂိုလ်များကကာယ ानु ပတနာကိုအားထုတ်တဲ့နဲ့တဏှာဇယိုက်ရှိပြီးတော့ဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ကတော့ဝေဒနာ ानु ပတနာတတိပဋ္ဌာန်ကိုအားထုတ်တဲ့နဲ့ဒိဋ္ဌိဇယိုက်ရှိပြီးဉာဏ်မထက်တဲ့ပုဂ္ဂိုလ်များကတော့စိတ်တာ ानु ပတနာတတိပဋ္ဌာန်ကိုအားထုတ်ဖို့လိုအပ်ပြီးဒိဋ္ဌိဇယိုက်ရှိတဲ့ဉာဏ်လည်းထက်တဲ့ဟေဆိုရင်တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကဓမ္မာ ानु ပတနာတတိပဋ္ဌာန်ကိုအားထုတ်ဖို့လိုတယ်လို့ဘုရားရှင်ကဟောထားခဲ့တယ်ဘုရားရှင်လက်ထက်တုန်းကတော့ဘုရားရှင်ကပုဂ္ဂိုလ်ကိုကြည့်ပြီးတော့သူစရိုက်နဲ့ညီညွတ်မဲ့ကမ္မထမ်းကိုတိုက်ရိုက်တန်းပြီးတော့ပေးတာဒါပေမဲ့ခုခေတ်မှာတော့ကမ္မထမ်း၄နည်းစလုံးကိုကြည်ညက်အောင်လေ့လာထားပြီးမိမိနှစ်သက်ရာကမ္မထမ်းကိုအားထုတ်ကြရမယ်ဒါမှမဟုတ်ရင်မိမိကိုမိမိဘယ်ဇယိုက်ရှိတယ်လဲလို့ဆင်ញင်ပြီးဇယိုက်နဲ့လျော်ညီတဲ့ကမ္မထမ်းကိုအားထုတ်ယူကြဖို့ပဲဖြစ်ပါတယ်နောက်ပြီးတော့လဲယာနိကအဖြစ်ပုဂ္ဂိုလ်2မျိုးခွဲပြထားတယ်ယာနိက2မျိုးကတော့သမထယာနိကနဲ့ဝိပဿနာယာနိကပေါ့သမထယာနိကဆိုတာကသမထကိုဥစွာထူထောင်တယ်တမာတိအားကောင်းအောင်လုပ်တယ်တမာတိကိုအားကောင်းအောင်လုပ်တဲ့နေရာမှာဇန်နေပါရတဲ့တတိကြိုးစားအားထုတ်ရတယ်အဲ့ဒီလိုဇန်နေပါရရပြီးတော့မှဝိပဿနာဘက်ကိုကူးတယ်အဲ့ဒီလိုကူးတဲ့နည်းကိုသမထယာနိကဝိပဿနာလို့ခေါ်ပါတယ်နောက်တနည်းကတော့ဝိပဿနာယာနိကနီးပါဝိပဿနာယာနိကနီးကတော့ဝိပဿနာကိုပဲတိုက်ရိုက်သွားတာဖြစ်ပါတယ်အဲ့ဒီတော့သမထကိုစိတ်တည်ငြိမ်ယုံလောက်ကလေးပဲအားထုတ်ပြီးတော့ဝိပဿနာကိုတခါတည်းကူးသွားတဲ့နည်းကိုဝိပဿနာယာနိကလို့ခေါ်ပါတယ်ဒီနေရာမှာဉာဏ်မထက်တဲ့သူနဲ့ဉာဏ်ထက်တဲ့သူတွေ2မျိုးခွဲခြားပြီးတော့လည်းပဲဖះရှင်ကနီလန်ပေးထားတယ်သမထယာနိကနီလန်ကိုဉာဏ်မထက်တဲ့ပုဂ္ဂိုလ်ကနော်ကျင့်သုံးမယ်ဟေးဆိုရင်ကာယ ानु ပတနာကိုကျင့်သုံးတဲ့နဲ့ဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ကတော့
ဝေဒနာနုပတနာနဲ့သမထယာနိကကိုအာထုတ်သင့်တယ်ဟုတ်ပြီသမထယာနိကလမ်းစဉ်ပြီးသွားရင်ဝိပဿနာယာနိကလမ်းစဉ်မှာတော့ဉာဏ်မထက်တဲ့ပုဂ္ဂိုလ်ဟာစိတ်ဓာနုပတနာကိုအာထုတ်သင့်ပြီးဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ကတော့ဓမ္မနုပတနာကိုအာထုတ်ဖို့မြတ်စွာဘုရားရှင်ကလမ်းညွှန်ပြထားပါတယ်ဒါကြောင့်ကိုယ့်ရဲ့ဉာဏ်နဲ့ကိုက်ညီမဲ့ကမ္မထံကိုကိုယ်တိုင်ရွေးချယ်ပြီးတော့အာထုတ်ကြဖို့တိုက်တွန်းလိုက်ပါတယ်မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ယခုခေတ်ကာလလူတွေဟာအများအပြားဒိဋ္ဌိစရိုက်ရှိကြတယ်ဉာဏ်ထက်သူနဲ့မထက်သူဘဲကများတယ်လဲဆိုရင်ဉာဏ်မထက်သူကပိုများပါတယ်ပြီးတော့တက်တန်းကလည်းတူတဲ့ခေတ်မှာလူဖြစ်လာကြလို့မြန်တရားရဖို့တနည်းအားဖြင့်မြန်မဲ့ရဖို့အရေးကြီးပါတယ်ဒါကြောင့်မို့လို့ယောဂီပုဂ္ဂိုလ်တွေကိုမိုးကုတ်ဆရာတော်ဘုရားကြီးကတော့စိတ်ဓာနုပတနာကနေစပြီးတော့ပေးပါတယ်ယာနိကအနေနဲ့ပြောမယ်ဟေ့ဆိုရင်လဲဝိပဿနာယာနိကလမ်းစဉ်နဲ့ပဲတင်ပြသပေးပါတယ်ကိုပြောခဲ့တာတွေကတော့ဝိပဿနာကမ္မထံလို့စလုံးမဲ့လူတွေသိထားနားလည်ထားစေခြင်းနဲ့အချက်တွေပါပဲကဲဟုတ်ပြီဝိပဿနာကမ္မထံအလုပ်အားထုတ်ပြီဗျာကျုပ်တို့ဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲလို့မေးစရာရှိလာပြီအဖြေကရှေ့မှာပြောခဲ့တဲ့နံပါတ်1ကစိတ်ကိုစင်ကြယ်စေတယ်နံပါတ်2ကသောကနံပါတ်3ကပရိဒေဝအဲ့ဒါတွေကိုကြော်လွှားနိုင်တယ်နံပါတ်4ကဒုက္ခနံပါတ်5ကဒေါမနတအဲ့ဒီနှစ်ပါးကိုလည်းချုပ်ငြိမ်းစေတယ်နံပါတ်6ကနိဗ္ဗာန်သွားရမယ်လမ်းကြောင်းနိဗ္ဗာန်သွားတဲ့လမ်းကိုသိတယ်နံပါတ်9ကနိဗ္ဗာန်ကိုမျက်မှောက်ပြုရတယ်ဒါရမယ်9မျိုးပဲအဲ့ဒါနဲ့ပတ်သက်လို့လင်္ကာဆောင်ပုဒ်ကလေးကတော့တတိပဋ္ဌာန်အာထုတ်မှန်လျင်စိတ်ကြည်မှန်ပြီးသောပရိကိုကြော်လွှားဆို၍ဒုဒောအမှန်ချုပ်ငိမ့်မှန်သာနိဗ္ဗာန်သွားရာလမ်းပါသိမြင်နိဗ္ဗာန်ခွင်ထိမြင်ရပြီးရဤအကျိုး9မျိုးတဲ့ပြန်ပြောပါမယ်တတိပဋ္ဌာန်အာထုတ်မှန်လျင်စိတ်ကြည်မှန်ပြီးသောပရိကိုကြော်လွှားဆို၍ဒုဒောအမှန်ချုပ်ငိမ့်မှန်သာနိဗ္ဗာန်သွားရာလမ်းပါသိမြင်နိဗ္ဗာန်ခွင်ထိမြင်ရပြီးရဤအကျိုး9မျိုးတဲ့ဒါရင်ပဲလားမကသေးဘူးဝိပဿနာအာထုတ်ခြင်းဒီ9မျိုးဒီအာထုတ်ဆဲမှာရနေတာဟုတ်ပြီဝိပဿနာကိုအာထုတ်လို့ဝိပဿနာတရားရဲ့အကျိုးတွေကိုရရှိလာပြီဟေ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာနောက်ပိုင်းမှာရမယ်အကျိုးက9မျိုးရှိသေးတယ်အဲ့ဒါတွေကတော့ဘာလဲလို့ဆိုရင်မိုးကုတ်ဆရာတော်ကြီးရဲ့လင်္ကာလေးကတော့ညည်းညူမရှိမြဲဂတိနှင့်တတိမမေ့ချိန်နေတိပြန်မျက်လှန်ကြောဆွဲမရှိဘဲနှင့်သေလဲမတောင့်တင်းပုတ်နံ့ကင်းသည်ကျိုးရင်ဝိပဿနာတကိုးဒီတဲ့ပြန်ဆိုပြပါမယ်လင်္ကာလေးပါညည်းညူမရှိမြဲဂတိနှင့်တတိမမေ့ချိန်နေတိပြန်မျက်လှန်ကြောဆွဲမရှိဘဲနှင့်သေလဲမတောင့်တင်းပုတ်နံ့ကင်းသည်ကျိုးရင်ဝိပဿနာတကိုးဒီတဲ့ဒါဟာဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်တရားရပြီဆိုရင်ဒီတကိုးတွေရပါတယ်အဲ့တော့အဓိပ္ပာယ်ကတော့ဘာလဲဆိုရင်ဝိပဿနာအားထုတ်တဲ့သူဟာတရားကိုသာရအဲ့ဒီလိုရခဲ့လို့ရှိရင်နံပါတ်1သေကာနီးမှာညည်းညူမှုเนาะဝေဒနာကြောင့်ညည်းညူနေရမှုမျိုးမရှိပါဘူးနံပါတ်2လားရာဂတိကောင်းကိုလည်းပဲရောက်ရှိပါတယ်ဘ
ယ်လိုဂတိမျိုးလဲနော်ဒေဝဂတိတို့မနုဿဂတိတို့အဲ့ဒီလိုဂတိမျိုးတွေကိုပဲရောက်ရှိပါတယ်ဒါတဲ့မြအဆင့်မြင့်အောင်မယ်ဟေ့ဆိုရင်အရဟတမက်ကိုရခဲ့ပြီဟေ့ဆိုရင်တော့နိဗ္ဗာန်ကိုရောက်ရပါတယ်ဟုတ်ပြီနံပါတ်3အချက်မှာတော့တတိမလစ်ခြင်းဝါမမေ့မလျော့ခြင်းပါပဲသေအံ့မူဘလောက်ပင်ဖြစ်နေတော့လဲပဲတတိလစ်သွားတာမျိုးမေ့လျော့သွားတာမျိုးလုံးဝမရှိပါဘူးနောက်နံပါတ်4အချက်ကတော့ဝိပဿနာအားထုတ်ထားတဲ့တရားရထားတဲ့ပုဂ္ဂိုလ်ဟာမိမိဒီဘယ်နေ့ဘယ်အချိန်မှာသိရမယ်ဆိုတာကြိုတင်သိရှိနေပါတယ်နံပါတ်5ကတော့သေခါနီးမှာမျက်ဖြူလန်တာတို့အကျော်ဆွဲတာတို့ဒီလိုဟာမျိုးတွေမဖြစ်ပါဘူးနံပါတ်6ကတော့သေပြီးတဲ့နောက်မှာသေသွားတော်လဲပဲခန္ဓာကိုယ်ဟာနော်တောင့်တင်းမနေဘဲနဲ့ပျော့ပြောင်းနဲ့အိတ်နေတကယ်တော့ပဲရှိပါတယ်နောက်ဆုံး9အချက်ကတော့သေကသေသွားရောအပုပ်နဲ့မထွက်ပါဘူးเนาะဒီလိုအချက်9မျိုးကိုဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်များဟာရရှိနိုင်ပါတယ်ဒါကြောင့်မလို့အထက်က9ချက်ကတရားအားထုတ်နေစဉ်မှာပထမအချက်9ချက်ကတော့တရားအားထုတ်နေစဉ်မှာရတာဖြစ်ပြီးတော့နောက်9မျိုးကတော့သေခါနီးနဲ့သေပြီးတဲ့နောက်မှာရတဲ့အကျိုးတရားတွေပါပဲဒါကြောင့်မလို့ဝိပဿနာကမ္မထံတရားကိုကြိုးစားအားထုတ်ကြပါလို့တိုက်တွန်းလိုက်ရပါတယ်ဓမ္မမိတ်ဆွေအပေါင်းတို့